ngã phải đấy thà mi đó lo lại để eri mía tập ấy của du này nè ya han xì nào cả này lại du ra thế lo mấy đó mua lại đã ta ngã abba sẽ tập mà tâu mà lâu đó phải na mà đến đâu này là ta ngã rồi sẽ tập mà sao vậy nó cũng lại chả đi đó mà mía cả mía gì còn là mía cả azita ya han của khó bị đó chết ta azita ngã phải đấy thà mi đó lo lại để mía tập ấy đi à sẽ chào vào là ananda của giàu toa biအဲ့ဒါချက်သားသွားပြီးတော့ယူခဲ့ပါလို့ဘုရားရှင်ကိုရောမြတ်ကမိန့်တော်မူတော့အဲ့ဒီအစိတယဟန်ဟာမြတ်စွာဘုရားကိုရိုသေသွားရှ िख ိုးပြီးတော့ကောင်းကင်ကိုပြန်တက်သွားတာဘုရားသားရဲ့9မိနစ်မကြာဘူးချက်ချင်းအဲ့ဒီတပိတ်ပြန်ရောက်လာလက်ထက်မှာပါလာတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်လက်တော်တွေကိုမြတ်တပိတ်တော်ဆက်ကလှူဒန်းတော့မှအစိတယဟန်ကိုဘေးအတန်ဃာတွေကစိတ်ဝင်စားလာတယ်ဟာဒီကိုတော့အညတရယဟန်တပန်းလို့အောင်းမိနေတာဒီကိုတော့ဟာအညတရယဟန်မှမဟုတ်ပဲလေဇာယာထားတဲ့ယဟန်ပဲအဲ့တော့အဇိတယဟန်ကဘသူရဲ့သားတော်ဆိုရင်ဘုန်းကြီးတို့ပိဋကရဲ့အဇာတတမင်းနဲ့ကင်စနဒေဝီတို့ရဲ့သားတော်တဲ့အဇာတတရဲ့သားတဲ့ဘသူရဲ့သားလဲဗိမိတာရမင်းကြီးရဲ့မြေးတော်ပဲစိတယဟန်ကအဲ့ဒါအဇာတတဟာဖခင်ဗိမိတာရမင်းကြီးကိုတတ်ပြီးတဲ့နောက်မှာအဇာတတတန်ဝေကနေရပြီးတော့ငါကြည်ညိုရတယ်ဖရာရဲ့အမွေဆက်ခံဖို့လို့အဖေကိုတတ်ပြီးတော့ကောင်းစွာနောင်တရရလို့မြတ်စွာဘုရားထံကိုသွားလို့တာမညဖလားတုတ်တန်ကြီးနာကြတဲ့တထောင်မုံလာပြီနေ့မှာအဲ့ဒီကစပြီးတော့မြတ်စွာဘုရားကိုကြည်ညိုလိုက်တာမပြောနဲ့ဒါပေမဲ့လို့သူကိုယ်တိုင်သာသနာတော်ထဲဝင်လို့မရဘူးဘုန်းကြီးတို့သာသနာတော်ကိုရှင်ဟန်ဘဝနဲ့ဝင်မယ်ဆိုရင်အမေတတ်ထားတဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးတဲ့အမေတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်သာသနာတော်ဝင်မပေးဘူးမတုကာရကပိတုကာရကအဖေတတ်ထားတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရဘူးတဲ့မတုကာရကပိတုကာရကအရဟန္တာကာရကယဟန္တာကိုတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းကိုရင်ကောဥစဉ်ကောလုံးဝဝဲလို့မရတော့ဥက္ကမပေးဘူးမြတ်စွာဘုရားကနောက်တက်ကလောဟိတုပ္ပါဒကမြတ်စွာဘုရားကိုတွေးထွက်အောင်မြတ်စွာဘုရားခန္ဓာကိုယ်ကတွေးထွက်အောင်ဘုရားကိုလှုပ်ကြံမှုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကိုရှင်ဟန်ပြုတ်ခင်မပေးဘူးမြတ်စွာဘုရားကတန်ခဗေဒကတန်ဃာတွေအသင်ခွဲတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဲသင်္ကန်းဝတ်ခွင့်မပေးဘူးဆိုတော့အဇာတတကအဖေကိုတတ်ထားတဲ့ကံကြီးရှိလို့သူသင်္ကန်းဝတ်ချင်တော့လည်းပဲအဇာတတဒီဘုန်းကြီးတို့ပြည့်တဲ့သင်္ကန်းဝတ်ခွင့်မရရှာသွားပါဘူးဒါကြောင့်မို့လို့ငါကြည်ညိုရတဲ့ဘုရားငါသာသနာတော်ကြည်ညိုရတဲ့သာသနာမှာအမွေဆက်ခံဖို့ဆိုပြီးတော့အဲ့ဒီသားတော်အဇိတမင်းသား16နှစ်သားအရွယ်မှာဘုန်းကြီးတို့ပြည်တိုင်းမင်းသား900အချမ်းရံပြီးတော့အဇာတတကသူ့သားလေးကိုသင်္ကန်းဝတ်ထားပေးတာအဇိတတဲ့ဘယ်သူလဲလဲအဇိတယဟန်ရဲ့ဘဝဇတ်လန်းကအဲ့ဒါပဲပြည်တိုင်းအဲ့ဒီတော့အဲ့ဒီသင်္ကန်းကိုလှူတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကခြေသားတော်တဲ့မိတွေတော်ဂေါရမင်းကြီးရွှေသင်္ကန်းလှူတာကိုအဇိတယဟန်အလူထွက်ခံတော့ကမင်းတို့အဇိတယဟန်ကိုထင်သေးကြတယ်အဇိတယဟန်ဟာတိမ်ဖုံးနေတဲ့နေမင်းနဲ့တူတယ်ပြာဖုံးနေတဲ့မိခဲနဲ့တူတယ်မြေမှုန့်နေဖုံးနေတဲ့ဗရမယယရဏနဲ့တူတယ်မြေကြီးထဲမှာမြုပ်နေတဲ့ရွှေအိုးနဲ့တူတယ်ပွင့်လူလူဗရုံမာကြားနဲ့တူတယ်ယူကံတို့တောင်းတဲ့နီးတဲ့နေလွန့်လင်တဲ့တူတယ်ဖယားဖြစ်ဖို့ရန်မျိုးစေ့နဲ့တူတယ်ပါရမီဖြည့်ပြီးတော့ဖယားအလောင်းဖြစ်တော်မူတယ်နောင်သောအခါမှာဗတ္တကကဘာမှာပွင့်တော်မူမယ်နောက်ဆုံးဗုဒ္ဓအရိမေတ္တယဖယားဖြစ်ပါတယ်လို့ဘေကဝါဘုံတော်6စုအောင်လံသူဖြစ်တော်မူသောဖယားရှင်ကိုရောမြတ်ကအဝေါဇာကရုဏာရှိထာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်း